တပြ3ယောက်ဟာအမျိုးသမီးတဦးကိုတစ်ပင်နားမှာပိတ်မိသွားစေပြီးဓာတ်တွေကိုထုတ်ကာချင်းချောက်လိုက်ကြတယ်။အန်နာဟာကြောက်လန့်လွန်းလို့မျက်နှာတွေဖြူဖြောနေပြီးပြန်မခုခံရဲရှာပဲဓာတ်သွားတွေအောက်မှာငြိမ်သက်နေခဲ့တယ်။အဲ့ဒီအရေးကြီးတဲ့အချိန်မှာပဲအတော်ဆူဆန်ကအခြေအနေမဟန်မှန်းရေးမိသွားပြီးဓာတ်ပြတွေရဲ့သူ့ရဲ့ပေါ်ကြောင့်လည်းလို့ရက်ကိုအတန်ကုန်ဟစ်အော်ပြီးပြစ်တင်ရှုတ်ချလိုက်ပါတော့တယ်။အန်နာလည်းစိတ်သက်သာရသွားပြီးအတော်ဆူဆန်ရဲ့နောက်ကျောမှာအမြန်ဝင်ပုံးလိုက်တယ်။ဒါပေမဲ့အံ့ဩစရာကောင်းတာကအတော်ဆူဆန်စိတ်ပူနေတာကအန်နာရဲ့နုနယ်တဲ့ခန္ဓာကိုယ်လေးကဒီအခြေအနေကိုခံနိုင်ရရှိပါမလားဆိုတာပါပဲ။ပြီးတော့သူကဓာတ်ပြအချင်းချင်းတယောက်ချင်းစီရှင်ပြိုင်တိုက်ခိုက်ကြဖို့နဲ့အနိုင်ရတဲ့သူကဒီမိန်းမလလေးကိုပိုင်ဆိုင်ရမယ်လို့အကြံပေးလိုက်တယ်။အန်နာကိုလိုချင်နေကြတဲ့ဓာတ်ပြတွေလည်းအချင်းချင်းအသေးချေတိုက်ခိုက်ကြတော့တာပေါ့။အန်နာလည်းဓာတ်ပြတွေအချင်းချင်းတက်ဖြတ်နေတော့အခွင့်ကောင်းဆောင်ပြီးထွက်ပြေးလွတ်မြောက်သွားခဲ့တယ်။ထွက်ပြေးနေရင်းနဲ့သူမကိုမြင်မြင်ချင်းဆွဲလန်းသွားတဲ့ပကြီးဆရာတယောက်နဲ့ဆုံမိခဲ့ပါတယ်။အန်နာဟာပင်ပန်းလုံးလို့မြေကြီးပေါ်လဲကျသွားခဲ့တယ်။ပကြီးဆရာကအပြေးလွှားရောက်လာပြီးသူမရဲ့ဆန်ရွယ်တွေကိုတက်တင်ပေးလိုက်ချိန်မှာပဲသူမရဲ့အလှကိုကြောင်ပြီးသွားခဲ့တယ်။သူဟာချက်ချင်းပဲသူမကိုပွေ့ချပြီးသူ့အိမ်ကိုခေါ်သွားခဲ့ပါတယ်။အန်နာတတိယလာတဲ့အခါပကြီးစတူဒီယိုတစ်ခုထဲရောက်နေတာကိုတွေ့လိုက်ရတယ်။အချိန်ချင်းခါအလိန်ခံခဲ့ရဘူးလို့သူမကဘသူ့ကိုမှမယုံတော့တယ်လို့သူမကိုကဲခဲ့တဲ့သူကိုတော့မယုံနိုင်ဖြစ်နေခဲ့တယ်။သူမကြောက်လန့်တကြားဖြစ်နေတာကိုမြင်တော့ပကြီးဆရာကသူ့လူဆိုးမဟုတ်ကြောင်းနဲ့စိတ်ချလက်ချအနားယူနိုင်ကြောင်းရှင်းပြခဲ့တယ်။ဒါပေမဲ့အန်နာကတန်တရားဝင်နေတော့မှပဲဘသူကမှအပြန်လည်မလို့ခြင်းပဲကူညီမယ်လို့သူမထင်ခဲ့ဘူးလေ။နောက်ဆုံးမှာတော့ပကြီးဆရာကသူ့ရဲ့ရည်ရွယ်ချက်မှန်ကိုဖွင့်ပြောလိုက်ပါတယ်။အဲ့ဒါကတော့အန်နာကိုသူ့ရဲ့ပကြီးမော်ဒယ်ဖြစ်စေချင်တာပါ။ခဏလောက်စဉ်းစားပြီးတဲ့နောက်အန်နာသဘောတူလိုက်ပါတယ်။အဲ့ဒီအချိန်ကစပြီးသူမဟာမော်ဒယ်ဖြစ်နေထိုင်ခဲ့ပါတယ်။ပကြီးဆရာကမယောကန်နာတွေဘာတစ်ခုမှမလုပ်ခဲ့တယ်လို့နေရာလေသူမအတွက်အရသာရှိတဲ့အစားအစာတွေချက်ကျွေးခဲ့တယ်။အန်နာဟာပထမဆုံးအကြိမ်ဖြစ်နှွေးထွေးမှုကိုခံစားလိုက်ရပြီးတဖြည်းဖြည်းနဲ့သူ့ကိုချစ်မိသွားခဲ့ပါတယ်။ဒါပေမဲ့ဒီပျော်ရွှင်မှုတွေကကြကြမခံခဲ့ပါဘူး